တင်နာမှာရှိတဲ့မင်းကလေးတွေကနှုတ်ခမ်းနီလင်းထားသလိုလာနေတာမင်းဖူလားအဲ့ဒါဘာလဲဆိုတော့ဘတ်စလင်ကိုမုံလာဥညီအရှင်နဲ့လေးလိုက်တင်နှုတ်ခမ်းလေးကပန်းရောင်လေးတန်းပြီးနူးနူးညက်ညက်လေးနာနန်းကျင်စရာလေးဖြစ်သွားမယ်မျက်ခုံးပါလေးတွေနဲ့ညင်းနေလားဘတ်စလင်ကိုကြက်သွန်းဖျိုထောင်းရည်နဲ့ယော်လင်းပေးပုံမှန်လင်းရင်တင့်မျက်ခုံးတွေကတောနဲ့ချီလို့ထူလာမယ်မျက်ကွင်းညိုတဲ့ကြောင့်ပင်ပန်းနေရသလားဘတ်စလင်ကိုကော်ဖီမုံနဲ့ယော်လင်းပေးတင့်မျက်လုံးအောက်ကညူမဲနေတာတွေပျောက်သွားမယ်ဖြူဝင်းလာမယ်ပြီးရင်ဘယ်သူကတင့်ကိုညာဘက်အေးမဝဘူးလားလို့မေးတော့မှမဟုတ်ဘူးအသားရည်စူပြေးချင်တဲ့သူတွေဘတ်စလင်ကို baby oil နဲ့ယော်လင်းပေးတင့်အသားရည်ကခလီးငယ်ရဲ့တင်ပေါလို့နူးညံ့သွားမယ်ပြီးတော့အသားမဲတာတွေပါပျောက်သွားမယ်မျက်တောင်ရှိလေးတွေလိုချင်တဲ့သူတွေအတွက်ဘတ်စလင်ကိုတန်လွင့်စီနဲ့ယော်လင်းပေးတင့်မျက်တောင်တွေကထူလာမယ်ရှည်လာမယ်မတ်စကာရာဆိုတာဘာလဲကိုမိသွားမယ်ခန္ဓာကိုယ်မှာအသားမဲတဲ့နေရာတွေရှိလားဘတ်စလင်ကိုမုံပုတ်ဆိုတာနဲ့ယော်လင်းပေးတင့်ခန္ဓာကိုယ်ကအမဲခွက်တွေအကုန်ပျောက်သွားမယ်တင့်ကိုတင်ပြန်မှတ်မိမှာမဟုတ်ဘူးခြေဖနှောင်းကြမ်းကြမ်းတွေနဲ့ရှက်နေလားဘတ်စလင်ကိုမုံလာဥညီအရှိနဲ့ယော်လင်းပေးတင့်ခြေဖနှောင်းတွေကခလိချေဟွာလို့ပန်းရောင်ဖြူဖြူလေးထူသွားမယ်လက်သေးရှည်လေးတွေလိုချင်လားဘတ်စလင်ကိုစန့်စေးရည်နဲ့ယော်လင်းပေးပုံမှန်လင်းရဲ့တစ်လက်သေးတွေကတမဏိလိုမာပြီးဘယ်တော့မှမကြိုးတော့ဘူးဈေးကြီးပေးရတဲ့လက်သေးပင်ဆိုင်ကိုလည်းသွားစရာမလိုတော့ဘူး